ရှင်။ ရှင်းရုံ channel လေးကနေကြိုဆိုပါတယ်။ဒီနေ့မှာတော့ Scratch နေရာမှာနောက်ထပ် activity လေးတစ်ခုကိုဖန်တီးပြထားတာလေးကိုပြောပြပေးမှာဖြစ်ပါတယ်။ဒါဆိုရင်အခုဒီ activity လေးပေါ့နော် animation လေးကိုဘယ်လိုမျိုးလေးဖန်တီးထားလဲဆိုတော့အရင်ဆုံးကြည့်ကြည့်ရအောင်နော်။ဒါဆိုရင် graphic လေးကိုနှိပ်လိုက်ပါမယ်။ဒါဆိုရင်တော့အခုဒီစီရုံမြင်တဲ့အတိုင်းပဲ animals လေး၃ကောင်ပါပေါ့နော်။အပြေးပြိုင်တဲ့အခါမှာဘယ်သူကအရင်ရောက်လဲပေါ့နော်။ဘယ်ကောင်လေးကအရင်ရောက်လဲဆိုတာကိုတွေ့ရမယ်။ပြီးတော့ရင်သူတို့ဒီကောင်လေးတွေပေါ်ကို mouse လေးနဲ့နှိပ်လိုက်မယ်ဆိုရင်သူတို့ရဲ့ position လေးတွေကို save လုပ်ပြီးတောင်းပြီးတော့ပြောရပါတော့။ဟုတ်ပြီဒါဆိုရင်ဒီလိုပုံစံလေးကို Scratch ရမှာအတူတူဖန်တီးကြည့်ကြရအောင်နော်။ဒါဆိုရင်တော့စောစောက animation ပုံစံလေးကိုဖန်တီးဖို့အတွက် Scratch ရလေးကိုစပြီးတော့ဖွင့်လိုက်ပြီပေါ့နော်။ဒါဆိုရင်ဒီမှာကကြတော့အခုလက်ရှိပေါ်နေတဲ့ default အနေနဲ့ပေါ်နေတဲ့ character လေးကိုမယူခြင်းဒါကြောင့်မို့လို့သူ့ကိုဆက်လိုက်မယ်ပေါ့နော်။ဒီမှာ cross လေးကိုနှိပ်လိုက်မယ်။နှိပ်ပြီးသွားပြီဆိုရင်ကျမတို့ကသူ့ဒီနားမှာပေါ့နော် animals လေး၃ကောင်ချက်ချင်းအဲဒါကြောင့်မို့လို့ plus sign လေးကိုနှိပ်လိုက်မယ်။နှိပ်ပြီးသွားပြီဆိုရင်ကျမတို့ကအရင်ဆုံးအနေနဲ့ rabbit ရဲ့ပေါ့နော် rabbit ရဲ့ပြည့်ရဲ့တော့ရပါတော့ဒါလေးကိုဒီမှာယူမယ်အဲဆိုတော့ rabbit လေးယူမယ်ပြီးသွားပြီဆိုရင်နောက်တစ်ကောင်သွားမယ် pig လေးယူမယ်ဟုတ်ပြီနောက်တစ်ကောင်ကကြာတော့ကျမတို့ dog လေးယူလိုက်မယ်နော် dog လေးကိုရှာမယ်ဒီဆိုတော့ဒီမှာတွေ့ပြီဒါလေးကိုယူလိုက်တယ်ပေါ့နော်ကဲယူပြီးသွားပြီဆိုရင်၃ကောင်ရောက်လာပြီနော်ရောက်လာတဲ့အခါမှာဒီကောင်ချင်းလေးကိုကျမတို့နေရာချမယ်နော်သူတို့ဒီပေါ်လေးမှာဟုတ်ပြီနောက်ခံ backdrop လေးနဲ့ကျမပြောင်းချင်တယ်ဆိုရင် chain backdrop ဆိုတာလေးကိုနှိပ်မယ်နှိပ်ပြီးသွားရင်အပြေးပြိုင်တော့မှမလို့ကျမဒီဟာလေးကိုယူမယ်နော်ဒီ backdrop လေးကိုကျမရွေးလိုက်တယ်ကိုကြိုက်တဲ့ backdrop ကိုယူမယ်နော်ဟုတ်ပြီအဲ့ဒါကျမဒီလိုလေးနဲ့အချကိုကြိုက်တဲ့နေရာမှာကိုဘာသာကိုထားလို့ရပါတယ်သူတို့စပြီးတော့ဒီကနေစလိုက်မယ်ဟုတ်ပြီဒါဆိုရင်သူတို့ရဲ့ site လေးတွေကိုချိန်ကျင်နေဆိုရင်ချိန်လို့ရတယ်ပေါ့နော်ဘယ်လိုမျိုးချိန်မလဲဆိုရင်တော့အခုဆိုရင် pick ရဲ့ draw ရဲ့မှာတော့မချိန်ဘူး rabbit လေးကိုနည်းနည်း site ချိန်နေတယ်ဆိုရင်ကျမတို့ကရင်းဆုံးနေနဲ့ rabbit လေးကိုနှိပ်မယ်နော် rabbit လေးကိုနှိပ်ပြီးတဲ့အခါမှာကျမတို့ကဒီအောက်က look နဲ့ဆိုရင်လေးပေါ့နော်အဲ့ဒါမှဆိုရင် site ချိန်တာလေးတွေပါတယ်ဒါဆိုကျမတို့သူ့ကိုဒီလိုမျိုးတစ်ချက်နှိပ်ရတယ်ဒါဆိုရင်ဒီလောက် site ဆိုရင်တော့ရပြီပေါ့နော်ရပြီဆိုရင်သူ့ကိုပြန်ထားလိုက်မယ်ပြီးတော့ကျမဒီပေါ်မှာ clip ကွက်လေးပေါ်နော်ဘာလို့လဲဆိုတော့သူတို့လက်ရှိနေတဲ့အကွက်လေးဘယ်နားမှာရှိနေလဲဆိုတော့ကျွန်တော်မြင်ရတယ်ပေါ့နော်ထောလေးဆိုရင်ဒီလောက်ပါပေါ့နော်ကျွန်မဒီလိုလေးထားလိုက်ကဲ pig ရဲ့ rabbit ရဲ့တော့လေအဲ့တော့ဒီကောင်မျိုးပေါ်မှာကျွန်မကလိုအပ်တဲ့ကုန်လေးကိုရေးမယ်ဒါကြောင့်မို့လို့ကျွန်မတို့တစ်ခုချင်းစီကိုတွားပြီးရေးမယ်အဲ့တော့ကျွန်မဘယ်ကနေစရေးမလဲဆိုရင် pig ကနေစရေးဟုတ်ပြီနော်ဒီ pig ကိုစပြီးတော့ကုန်ရင်မယ်ကုန်ရရောမယ်ဆိုရင်သူ့ကိုနှိပ်တိုင်းပဲနှိပ်ပြီးသွားပြီဆိုရင် green flag နှိပ်တဲ့အခါမှာ pig လေးကဒီကနေဒီဘက်ကိုတွားခြင်းတယ်အားကြောင့်မို့လို့ green flag နှိပ်မယ်ဆိုရင်ကျမတို့ starting block တွေက green flag ကြီးကိုယူလိုက်တယ်ယူပြီးသွားပြီဆိုရင်သူတို့ပုံစံကဒီကောင်လေးကောင်ပြိုင်တဲ့အရှိန်ကမတူဘူးเนาะမတူတဲ့အတွက်သူတို့ရဲ့အနေအမြန်ကိုလည်းကျမတို့အချိန်ပေးရတယ်ဒါကြောင့်မို့လို့သူတို့ကိုအနေအမြန်နဲ့ချိန်ကျင်နေဆိုရင်ကျမတို့ကဘယ်ကိုသွားလဲဆိုရင်ကျမတို့ဒီထဲမှာပေါ့နော်ဒီမှာ control ထဲမှာရှိတယ်เนาะ control ထဲမှာသူတို့ကိုဒီမှာဆိုရင်ဒါလေးပေါ့နော် set speed ဆိုတဲ့ကောင်လေး app လေးကိုယူတော့မယ်ယူသုံးပြီးတဲ့အခါမှာသူ့ရဲ့ down arrow လေးကိုနှိပ်လိုက်ရင် option 3ခုရှိတယ်ဒါကကြတော့ပုံမှန်ပေါ့နော် normal ဒါကကြနည်းနည်းလေးမြင့်တယ်ဒါကကြ very fast ပို့ပြီးတော့မြင်တယ်ပေါ့နော်အဲ့တော့အလယ်လက်ဆိုရင်ဒါလေးပေါ့ဟုတ်ပြီနော်အဲ့ဒါဆိုတော့ pick လေးကပုံမှန်မှာဆိုရင် work လေးကတွားလာတာပိုနှေးတယ်ဒါကြောင့်မို့လို့သူအနှေးဆုံးကိုယူထားလိုက်မယ်ယူထားပြီးသွားရင်ဒါကသူ့ရဲ့ speed ကိုပဲသတ်မှတ်ရသေးတာသူကတွားမှာက right to left to right ပေါင်းမှာဆိုတဲ့အတွက်ကျမတို့က motion တွေကမှာဒီ left ဆိုတဲ့ turn right ဆိုတဲ့ဒါလေးကိုနှိပ်လိုက်နော်ဟုတ်ပြီဒီမှာဒီဟာလေး move right ဆိုရဲ block လေးယူလိုက်ယူပြီးသွားဆိုရင်ဒီကနေဒီကိုဘယ်နှခါသွားမှာလဲဒီကွက်ကနေဒီဘက်အထိရအောင်နော်အဲဆိုရင်ကျမတို့ဒီဒါလေးမှာသူ့ကိုနာမည်လေးကြောင်းထည့်လိုက်ကျမ18လို့ထည့်ပြလိုက်နှိပ်ကြည့်လိုက်မယ်နော်အရင်ဆုံးဝင်လိုက်အဲဆိုရင်သူကဒီထိသွားမယ်18မှာကျမဒီမှာဟိုလောက်ထားလိုက်ရတယ်ပေါ့နော်15ပေါ့နော်16လောက်ကျမထားမယ်နော်ဒီလိုမျိုးလေးထားလို့ရတယ်အဲ့တော့ကိုကြိုက်လို့ချင်းဒီဘက်အဆုံးကိုရောက်သွားရင်ဆိုရင်ကြာပြီပါနော်။ဒီလိုမျိုးလေးဟုတ်ပြီ။ပြီးသွားရင်ဆိုရင်သူ့ကိုနောက်ဆုံးမှာကျမတို့ကဒါလေးရသွားရင်ဆိုရင်သူ့ကိုနောက်ဆုံးမှာအနေရမလို့လေးဖြစ်တဲ့ envelope လို့ပြင်ပြီးတော့ပေးပေးတယ်။ဟုတ်ပြီပြီးသွားရင်ဆိုရင်အခုကျမတို့ကနောက်ထပ်
animal တကောင်ကိုသွားမယ် rabbit လေးအတွက်ကိုရေးမယ်เนาะrabbit အတွက်ကိုရေးမယ်ဆိုရင်ကျမတို့ကဒီမှာသူ့ထဲကနေမှာ green flag လေးကိုကျမတို့ယူရဲယူပြီးသွားပြီဆိုရင်ဆွဆွလိုပဲသူ့ရဲ့ speed ကိုသတ်မှတ်မယ်အဲ့တော့ control ကိုသွားမယ် control ထဲမှာ speed ဘယ်လောက်လေးကိုယူလိုက်တယ်ဟုတ်ပြီသူကကြတော့ pick ထက်ဆိုင်နည်းနည်းမြန်တယ်ခွေးလောက်တော့မမြန်ဘူးเนาะဒါကြောင့်မို့လို့တော့သူ့အလဲ medium speed လေးကိုယူရဲယူပြီးသွားပြီဆိုရင်motion တွေကမှကျမတို့ဒီဘက်မှာ move right ဆိုရင်ဘယ်လိုလေးယူရဲယူပြီးသွားရင်သူ့ကိုလည်းကျမတို့ကဒီမှာ16လောက်ထားကြည့်တယ်ဒါဆိုရင်ကျမ green flag လေးကိုနှိပ်ကြည့်လိုက်မယ်ဟော pick လေးလည်းယူရဲ rabbit လေးလည်းယူရဲrabbit လေးကကြာဒီဘက်အထိရအောင်ဆိုရင်သူ့ကိုထားရမယ်ဟာနှစ်ကွက်လောက်လို့လည်းကျမဒီမှာသူ့ကို18လောက်ထားကြည့်တယ်နော်18လောက်ထားကြည့်လိုက်မယ်ဆိုရင်ဒီလောက်ပေါ့နော်18မဟုတ်ဘူး19ထားလိုက်ရတယ်နော်ဒါကိုကြိုက်တယ်လို့ပြောင်းထားလို့ရပြီးသွားရင်ကျမတို့ကဒီကနောက်ဆုံး episode လေးနဲ့ပြန်ပြီးဟုတ်ပြီနှစ်စလုံးပုံရေးပြီးသွားပြီ rabbit က pig ကဒါဆိုရင် dog လေးကိုရေးမယ်ဟုတ်ပြီ dog လေးကိုလည်းဆော့ဆော့အတိုင်းပဲကျမတို့ green flag လေးကိုနှိမ့်မယ်နှိမ့်ပြီးသွားရင်ဆိုရင်သူ့ရဲ့ speed လေးကိုလည်းချိန်နေနော် control တွေကမှာ speed ဘယ်လောက်လေးကိုသုံးမယ်သူကတော့3000နဲ့မှအများဆုံးဆိုရင် black fast speed လေးကိုယူမယ်ဒီပြီးသွားပြီဆိုရင် motion တွေကမှကျမတို့ move right ဆိုတော့ဘယ်လောက်လေးယူရဲသူ့ကိုကျတော့ကျမတို့ဒီမှာဘယ်လောက်ထားမလဲဆိုကျမ16လောက်ထားကြည့်လိုက်နော်ဒါဆိုရင်ကျမကြည့်လိုက်မယ်ဟောဒါဆိုရင်ရတယ်နော်16တို့မဟုတ်19ထားလေးနော်ဟုတ်ပြီနော်ဒီလိုမျိုးလေးကျမတို့ထားလိုက်တယ်ဒီဂျုံလေးကိုလည်းကျမတို့ပြန်ပြီးပြောင်းလဲနော်ကဲဒါဆိုရင်သူ့ကိုလည်းနောက်ဆုံးအနေနဲ့ဒါဆိုရင်ကျမတို့ပြန်နှိပ်ကြည့်လိုက်မယ်3000စလုံးဟုတ်ပြီနော်အဲ့ဆိုရင်အရင်ဆုံးရောက်သွားတာဘယ်လိုလဲဆိုရင် dog လေးဒုတိယအနေနဲ့ရောက်တာက rabbit တတိယအနေနဲ့က pig လေးဒါဆိုရင်သူတို့ကို first second တက်ပြောတဲ့ save block လေးပေါ်ခြင်းနဲ့ဆိုရင်ကျမတို့ကသုံးလို့ရအဲ့ဆိုရင် dog လေးနေရာမှာကျမတို့အခု dog လေးမှာကျမတို့က save block လေးကိုသုံးမယ်ဆိုရင်ကျမတို့ကဒီသားလေးမှာ block လေးမှာကျမ green flag လေးကို test သူ့ကိုထိလိုက်တဲ့အခါမှာသူက first ဆိုပြီးတော့စာသားလေးပြောခြင်းနဲ့ဆိုရင် test block လေးကိုယူလိုက်မယ်နော် start on သူကို test block လေးပေါ့နော် test block လိုက်တဲ့အခါမှာသူကပြောဟုတ်ပြီပြောရတာဆိုစာသားလေးကိုမြင်ခြင်းနဲ့ဆိုရင်ကျမ look ထဲမှာဒီက stay ဆိုတဲ့ block လေးကိုယူလိုက်မယ်ဒီကမှာ high ဆိုတဲ့နေရာမှာစာသားလေးကိုပြင်မယ်ကျမက fast ဆိုပြီးတော့ရေးလိုက်โอเคနော်ဒါဆိုရင်ကျမနှိပ်ကြည့်လိုက်ဒါဆိုရင် dog လေးကိုနှိပ်လိုက်တဲ့အခါမှာသူက fast ဆိုပြီးတော့ပြောဟုတ်ပြီ rabbit နဲ့ pig ကိုလည်းအဲ့ဒီပုံစံနဲ့ပါမယ် rabbit လေးကိုပါမယ်ကျမတို့ဒီထဲက starting block ထဲမှာ tab လေးကိုယူမယ်ပြီးသွားပြီဆိုရင် look ထဲမှာ save block လေးကိုယူမယ်ဒီမှာကျတော့သူကကျနော် second ဆိုပြီးတော့သူကပြောတယ်ဟုတ်ပြီဒါဆိုရင် pig လေးကိုလည်းတစ်ဆက်နဲ့ရေးလိုက်ရအောင်ဒါဆိုရင် start block တွေကတလေးကိုယူမယ်ပြီးရင် look ထဲမှာ save block လေးကိုယူပြီးတော့သူကကျတော့ဘာလဲဆိုရင်ဆိုပြီးတော့သူကယူတယ်နော်ဒါဆိုရင်ကျမတို့ reset ပြန်လုပ်ပြီးတော့သူ့ green flag လေးပြန်နှိပ်ကြည့်မယ်ကဲဒါဆိုရင်နှိပ်ကြည့်မယ် first second ဒါဆိုရင်တော့ကျမတို့အခုဆိုတဲ့ကုတ်လေးရေးပြီးသွားပြီပေါ့နော်အဲ့ဒါဆိုရင်ကျမတို့ဒီ red line လေးကိုဖြောင်းမယ်သူ့ presentation mode လေးနဲ့ကြည့်ကြည့်မယ်ဒါဆိုရင်နှိပ်ကြည့်လိုက်မယ်ကဲဒါဆိုရင် second first ဒါဆိုရင်ဟုတ်ပြီနော်ကဲအခုလောက်ပြသွားလေးရတော့ကျမတို့ဒါဒီ scratch ရမှာပေါ့နော် animation လေးကိုနောက်ထပ်ပုံစံလေးအသုံးပြုတဲ့ activity လေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ခေါင်းလေးတွေမှာလည်းနောက်ထပ် activity လေးထပ်ပြီးတော့တင်ပေးအောင်မှာမို့လို့စောင့်မျှော်ပြီးတော့ကြည့်ရှုနေနိုင်ပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။